ရေကြီးနေချိန်နေအိမ်တွေပါဖောက်ထွင်းခံနေရတဲ့လေးမျက်နှာမျိုးကအခြေအနေပရိသတ်များအလုံးမဲမိခလာပါရှင်ရွှေမလေးချန်နယ်ကနေပြလေးကြိုဆိုလိုက်ပါတယ်လက်ရှိအေယာရီတိုင်းဒေသကြီးလေးမျက်နှာမျိုးနဲ့အရှိချမ်းမှာရေကြီးနှိမ့်မြုပ်မှုတွေအဆိုးရွားဆုံးဖြစ်ပေါ်နေပါတယ်။ဒီလိုချိန်မှာရေဘေးဒဏ်ကြောင့်အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကတဘာဝဘေးကိုသာမကတခိုးဓမြတွေရဲ့အန္တရာယ်ကိုပါထပ်ဆင့်ရင်ဆိုင်နေကြရပါတယ်။ရေကြီးရေရှမ်းမှုတွေကြောင့်အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အတွက်ဒေသခံအများပြားကကိုယ့်ရဲ့နှစ်ကာလရှည်ကြာနေထိုင်ခဲ့တဲ့နေအိမ်တွေကိုစွန့်ခွာပြီးတော့နီးစပ်ရာကိစ္စရေးစခန်းတွေစီကိုအရေးပေါ်ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။ဒါပေမဲ့ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာလူမရှိတဲ့နေအိမ်တွေကိုပြစ်မှတ်ထားပြီးတော့ဖောက်ထွင်းခိုးယူမှုတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့မြေပြင်ဒေသခံတွေစီကနေစိတ်မကောင်းဖွယ်ရာကြားသိရပါတယ်တကယ်ကိုအောက်တန်းကြလုံးနဲ့လောက်ရပါပဲဒေသခံတွေရဲ့ပြောကြားချက်အရဒီခိုးယူသူတွေကအလွန်ကိုပါနဲ့ပြီးတော့ယုံမာကြတယ်အတိကအဖြစ်ညဘက်လူအသွားလာနေတဲ့အချိန်တွေဖုန်းလိုင်းလျှက်စစ်ပြီးပြတ်တောက်နေတဲ့အခြေအနေတွေကိုအခွင့်ကောင်းယူကြတာပါအဆိုးရွားဆုံးကတော့သူတို့ဟာရိုးရိုးခိုးတာမဟုတ်ဘဲကဲစရေးလေလာတဲ့ရောင်ဟန်ဆောင်ပြီးတော့အိမ်တွေအနားကိုချင်းကပ်ကြတာပါအဲဒီနောက်မှာတော့ပြည်သူတွေဆုံးခွာသွားလို့လူမရှိတော့တဲ့နေအိမ်တွေတဲကတန်ဖိုးရှိပစ္စည်းမှန်သမျှကိုအကုန်ဖောက်ထွင်းခိုးယူသွားကြတာပဲဖြစ်ပါတယ်ဒီလိုကဲစရေးရောင်ဆောင်တဲ့လုပ်ရက်တွေဟာခိုးယူခံရတဲ့ပြည်သူတွေကိုနစ်နာစေုံသာမကတကယ်ကိုစေတနာအပြည့်နဲ့အသက်ဆုံးကူညီနေတဲ့ပရိဟိတသမားတွေကဲစရေးအဖွဲ့တွေရဲ့ပုံရိပ်ကိုပါကြီးမားစွာထိခိုက်စေပါတယ်တကယ်ကဲစရေးအဖွဲ့တွေရောက်လာရင်တောင်ပြည်သူတွေဘက်ကယုံကြည်ရခတ်သွားတဲ့အခြေအနေမျိုးတွေဖန်တီးလိုက်တယ်လို့ဖြစ်သွားတာပါဒီလိုဖောက်ထွင်းခိုးယူမှုတွေရဲ့နောက်ဆက်တွဲဆိုးကျိုးကအင်မတန်မှကြီးမားပါတယ်မြစ်ရေကဆက်လက်မြင့်တက်နေဆဲဖြစ်ပေမဲ့ပြည်သူတော်တော်များများကကိုယ့်ရဲ့နေအိမ်လုံခြုံရေးတသက်လုံးစုဆောင်းလာခဲ့တဲ့ပစ္စည်းဥစ္စာလုံခြုံရေးအတွက်စိတ်မချနိုင်ကြတော့ပါဘူးဒါကြောင့်အသက်အန္တရာယ်ရှိတာကိုတည်တည်ကြီးနဲ့ရွှေ့ပြောင်းမသွားတော့ပဲအိမ်ဆောင်ကျန်နေခဲ့တဲ့သူတွေအများအပြားရှိလာပါတယ်ရေဘေးကြောင့်အောက်ထပ်တစ်ထပ်လုံးရေမြုပ်သွားရင်တောင်အပေါ်တက်မှာပဲရတယ်လို့ဖြစ်တယ်လို့နေထိုင်ပြီးတော့အိမ်ကိုစောင့်ရှောက်နေကြတာပါဒီလိုအိမ်မှာကြံခဲ့တဲ့သူတွေအတွက်နောက်ထပ်အခက်အခဲတစ်ခုကစားဝတ်နေရေးပါပဲအိမ်ပြင်ထွက်လို့မရတဲ့အတွက်သူတို့တွေကတောက်သုံးရေတန့်ရှင်းမှုမရှိတာအစားအစာပြတ်လက်တာတွေကိုဆိုးဆိုးရွားရွားကြုံတွေ့နေကြရပါတယ်သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ဒီလိုအိမ်ပေါ်မှာပိတ်မိနေတဲ့သူတွေစီကိုအစားအစာနဲ့တောက်သုံးရေအကူအညီတွေအရောက်ပို့ပေးနိုင်ဖို့အထူးလိုအပ်တဲ့အနေအထားဖြစ်ပါတယ်ညအမောင်ထဲမှာရေတက်လာမဲ့အန္တရာယ်ကိုစိုးရိမ်ရတဲ့အပြင်တခိုးအန္တရာယ်ကိုပါနားဆွင့်နေရတဲ့ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကစကလုံးတွေနဲ့ဖော်ပြလို့မရနိုင်အောင်ကြီးမားပါတယ်။လက်ရှိမှာတော့ဒေသခံပြည်သူတွေကသက်ဆိုင်ရာတာဝန်ရှိသူတွေကိုအလေးအနက်တောင်းဆိုထားတာရှိပါတယ်။ရေဘေးဒဏ်ကိုအလူလဲခံစားနေရတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက်ညပိုင်းချိန်တွေမှာလုံခြုံရေးကင်းလှည့်တာတွေကိုအရင်ကထက်ပိုမိုတိုးမြင့်ချထားပြီးဖို့အခုလိုအရေးပေါ်အခြေအနေမှာအခွင့်ကောင်းယူပြီးတော့နေအိမ်တွေကိုဖောက်ထွင်းခိုးယူနေသူတွေကိုအမြန်ဆုံးဖော်ထုတ်ပြီးတော့ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ပေးဖို့စက်လာတွေကိုအနှုညွတ်တောင်းဆိုထားကြပါတယ်ပရိသတ်ကြီးတို့အနေနဲ့ပြည်သူတွေအတိဒုက္ခရောက်နေချိန်မျက်ရည်ကျနေချိန်မှာကိုကြိုးအတွက်ရုံမာရက်ဆက်တက်တဲ့ဒီလိုလူမဆန်တဲ့သူတွေရဲ့လုပ်ရက်အပေါ်ဘယ်လိုမြင်ကြပါသလဲကိုယ့်ရဲ့အသက်ကိုတောင်ပဓာနာမထားပဲပစ္စည်းလေးတွေပါသွားမှဆိုလို့ရေထဲမှာအိမ်ဆောက်နေရတဲ့ပြည်သူတွေရဲ့အဖြစ်ကတော့တကယ်ကိုခရုဏာတတ်စရာပါပရိသတ်တို့ရောလေးမျက်နာကပြည်သူတွေရဲ့ဒုက္ခကိုဘယ်လိုမြင်ကြပါသလဲရှင်